ငွေမျက်နှာကြောင့်ဆိုဗီယက်တစင်ကိုလက်မထက်တော့ပဲခရိုနီတထေးသမီးကိုယူသွားတဲ့ဟင်းဝင်ရန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် TK Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ငွေမျက်နှာကြောင့်ဆိုဗီယက်တစင်လိုအညာတရရုပ်ရှင်မင်းသမီးကိုလက်မထက်တော့ပဲထိတ်တန်းခရိုနီတထေးသမီးကိုရွေးချယ်သွားတယ်လို့သတင်းထွက်နေရကတော့နာမည်ကြီးထိတ်တန်းမင်းသားဟင်းဝင်ရန်မှာအခုဆိုရင်တော့ဟင်းဝင်ရန်ဟာအဆိုပါတထေးသမီးနဲ့အတူပရိဝတ်တီဓာတ်ပုံတွေတောင်ရိုက်ကူးနေပါပြီ။ဟင်းဝင်ရန်လက်ထက်မဲ့တထေးသမီးဟာမော်လမြိုင်မြို့ကမြို့မျက်နှာဖုံးရှင်တထေးသမီးဖြစ်ပြီးတော့စီးပွားရေးလုပ်ငန်းများစွာကိုပိုင်ဆိုင်ကတိမ်တောင်းချီပြီးတော့ချမ်းသာကြွယ်ဝတယ်လို့သိရပါတယ်။ဒါအပြင်ဒူရင်သီးခြံတွေရောဘာခြံကြီးတွေကိုလည်းပိုင်ဆိုင်တယ်လို့သိရတာပါ။အားလုံးသိကြတဲ့ဟင်းဝင်းရံတို့မိသားစုဟာချမ်းသာကြွယ်ဝတဲ့အမွန်လူမျိုးတထေးကြီးတွေပဲဖြစ်ပါတယ်။ဒါကြောင့်လဲရွှေချင်းထက်ကမြတ်တယ်လို့သဘောထားပြီးတော့ဟင်းဝင်ရန်ကရုပ်ရှင်မင်းသမီးဆိုဗီယက်တစင်ကိုမယူပဲထိတ်တန်းတထေးသမီးကြီးကိုကောက်ယူသွားခဲ့ရဖြစ်ပါတယ်။အခုအင်တာနက်ပေါ်မှာပြန့်နှံ့နေတဲ့ဓာတ်ပုံတွေမှာဆိုရင်ဟင်းဝင်ရန်နဲ့သူတို့သမီးလောင်းလေးတို့ပျော်ရွှင်စွာမင်္ဂလာဓာတ်ပုံတွေကိုရိုက်ကူးနေကြတာတွေ့ရပါတယ်။ဟင်းဝင်ရန်ကတထေးသမီးကိုတော်တော်လေးကိုချစ်ခင်တဲ့ပုံစံပါ။တခြားတစ်ဖက်မှာလည်းသူတို့သမီးကထိတ်တန်းမင်းသမီးတယောက်လိုရုပ်ရည်ချော်မောလှပပြီးတော့ဟင်းဝင်ရန်နဲ့တောင်တော်တော်လေးကိုလိုက်ဖက်နေရတွေ့ရပါတယ်။ပရိသတ်တွေကတော့ကြော်တော့လေတကြီးညာတော့အလေထိုးသားဖြစ်သွားရှာတဲ့ဆိုဗီယက်တစင်ကိုတနာနေကြပါတယ်။ဒီမတိုင်ခင်မှာတော့ဟင်းဝီယန်နဲ့ဆိုဗီယက်တစင်တို့နှစ်ယောက်ကအမြဲတမ်းကိုတပူပူတွဲတွေ့တတ်တာကြောင့်ပရိသတ်တွေကတော့သဘောတူပြီးနေကြတာပါ။အထူးသဖြင့်အင်တာနက်လူမှုကွန်ရက်အစာမျက်နှာတွေမှာဆိုရင်မင်းသားဟင်းဝီယန်နဲ့မင်းသမီးကျော်ဆိုဗီယက်တစင်တို့ဟာမြန်မာနိုင်ငံရဲ့နာမည်ကြီးရွှေဆိုင်ကြီးတွေမှာကြော်ညာတွေရိုက်ကူးရင်းနဲ့အတူတူရှိနေကြရပါ။ဒါကြောင့်ပရိသတ်တွေကအဟင်းဝင်ရနဲ့ဆိုဖီတို့ဟာတယောက်နဲ့တယောက်အချင်းချင်း chemistry မီလွန်းတာကြောင့်ချစ်ကြိုက်နေကြပြီလို့ထင်ခဲ့ကြပါတယ်။ဒါအပြင်ဟင်းဝင်ရဲ့ဖခင်ကိုရိုင်းကဟင်းဝင်ရကိုပရိသတ်တွေကသဘောတူတဲ့လူနဲ့ပေးစားမယ်လို့ပြောခဲ့ရပါ။ဒါကြောင့်လဲဆိုဖီသစင်နဲ့ဟင်းဝင်ရတို့မကြခင်မင်္ဂလာဆောင်တော့မယ်လို့ထင်နေကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ဟင်းဝင်ရကဆိုဖီသစင်ကိုမရွေးချယ်ပဲနာမည်ကြီးတထေးသမီးတယောက်ကိုပဲရွေးချယ်ခဲ့ရဖြစ်ပါတယ်။ဒီလိုမျိုးဟင်းဝင်းရန်ယူပြီးရဲ့နောက်ပိုင်းမှာကြံရိတ်ခဲ့ရရှာတဲ့ဆိုဗီယက်တစင်ကိုတနာနေကြပါတယ်။အထူးသဖြင့်တော့အခုလိုမျိုးဆိုဗီယက်တစင်တယောက်ယုံထင်ကြောက်ထင်အထင်ခံရပြီးမှဟင်းဝင်းရန်ကမွန်ပြည်နယ်ကတထေးသမီးကိုယူတော့မယ်ဆိုတာဟာရက်ဆက်လွန်းနေလို့ဆိုရမှာပါ။ဒါပေမဲ့တချို့ကတော့ဟင်းဝင်းရန်ကတထေးသမီးကိုယူတော့မယ်တဲ့ရင်ကကောလာဟလကြော်ညာရိုက်ကူးတာလို့ဆိုကြပါတယ်။အင်တာနက်ဆိုရှယ်မီဒီယာမှာတော့ဟင်းဝင်ရနဲ့သူတို့သမီးတို့ရဲ့ဓာတ်ပုံတွေဗီဒီယိုဖိုင်တွေကတော့ပြန့်နှံ့နေပါတယ်။သူတို့ရဲ့မျက်နှာတွေကလည်းအသက်ဝင်လွန်လာပါတယ်။ဒါကြောင့်ဂုံငွေဒနာအင်အားတွေကြောင့်ဟင်းဝင်ရကိုလက်လွတ်လိုက်ရတဲ့အဆိုးပြေးတဲ့စင်ကိုပရိသတ်တွေကတနာကြသလိုဟင်းဝင်ရကိုလည်းစိတ်ဆိုးကြပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ရောဆိုဗီယက်တစင်ကိုမယူဘဲနဲ့တထေးသမီးကိုယူတော့မယ်လို့သတင်းထွက်နေတဲ့ဟင်းဝင်ရကိုဘယ်လိုထင်မြင်မိလဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။